အကြမ်းဖက်စစ်တပ်အနေနဲ့တရားမဝင်တွေ့အောင်ရွေးကောက်ပွဲပြီးတာနဲ့မြစ်ဆုံဆယ်စီမံကိန်းကိုပြန်လည်စတင်မှုပြင်ဆင်နေတာနဲ့ပတ်သက်ပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့သဘောထားကိုအလေးအနက်တင်ပြလိုပါတယ်။ပထမဆုံးပြောကြားလိုတာကတော့အကြမ်းဖက်စစ်အုပ်စုဟာတရားမဝင်အာဏာလုအကြမ်းဖက်အဖွဲ့အစည်းတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့သဘာဝတရားဇာတတွေကိုရောင်းချပိုင်ခွင့်နိုင်ငံတကာစာချုပ်တွေချုပ်ဆိုပိုင်ခွင့်လုံးဝမရှိပါဘူး။အကြမ်းဖက်စစ်အုပ်စုနဲ့ချုပ်ဆိုတဲ့ဘလို့စီးပွားရေးစာချုပ်မျိုးမဆိုအတိဖြစ်မှာမဟုတ်သလိုဖြစ်ပေါ်လာတဲ့ဆုံးရှုံးမှုနစ်နာမှုမှန်သမျှဟာလည်းစစ်အုပ်စုနဲ့ယင်းနှိမ့်မြုပ်နှံသူတွေရဲ့တာဝန်သာဖြစ်ကြောင်းမြို့သားညီညွတ်ရေးအစိုးရအနေနဲ့တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။မြစ်ဆုံစီမံကိန်းကြောင့်ဖြစ်ပေါ်လာမဲ့သဘာဝပတ်ဝန်းကျင်စိုးကျိုးတွေဟာလည်းအစားထိုးမရနိုင်အောင်ကြီးမားလှပါတယ်။ဆယ်ကြောင့်နှုံးမြေစီးဆင်းမှုရပ်တန့်သွားရင် AR တိုင်းကလေယာမြေတွေရဲ့နေစီလွာပျက်စီးသွားမှာဖြစ်တယ်လို့မြစ်ရေစီးအားမမှန်ကန်တော့တဲ့အတွက်ပင်လယ်စားငံရည်တွေကုန်းတွင်းပိုင်းကိုဆန်တက်လာပြီးမြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးစိုက်ပျိုးလို့မရနိုင်အောင်ပျက်စီးသွားနိုင်ပါတယ်။ဒါ့အပြင်စကိုင်းငလျင်ပြည့်ရွံ့တဲ့နီးကပ်လွန်းတာကြောင့်ဆယ်ကျိုးပေါက်ခဲ့ရင်လည်းကချင်ပြည်နယ်ကမြို့ကြီးတွေဟာမိနစ်ပိုင်းတွင်ရေအောက်ရောက်သွားနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။အခုလိုအချိန်မှာစစ်အုပ်စုကမြစ်ဆုံစီမံကိန်းကိုပြန်ဆဖို့ကြိုးစားတာဟာ၎င်းတို့ရဲ့အာဏာတည်မြဲရေးအတွက်နိုင်ငံရဲ့နှလုံးသားကိုထိုးကျွေးလိုက်တာပဲဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူအတန်ကိုနာခံပြီး AR မြစ်ကြီးထာဝရအစည်းအဝေးနိုင်ရေးဒေါ်လာရေးမဟာမိတ်များနဲ့ပူးပေါင်းပြီးအစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးပြောကြားလိုပါတယ်။